မမျောလင်းပဲတွေ့ရှိခဲ့ရတာကသူ့ရဲ့19သားအရွယ်ပုံစံကထူးဆန်းစွာပေါ်လာတာကိုသူ့ရဲ့9ပေးမွေးနေ့ဗီဒီယိုမှာတန်းထည့်မှာပါသူငယ်ချင်းတွေကတော့သူနဲ့တူတဲ့ဆွေမျိုးတယောက်ဖြစ်လိမ့်မယ်လို့ထင်ကြတယ်ဒါပေမဲ့ဒေးဗစ်ကတော့ဒါသူကိုယ်တိုင်ပဲလို့ယုံကြည်နေတယ်ဗီဒီယိုထဲကလူကသူ့လိုပဲအဝတ်စားတွေအတူတူဝတ်ထားတယ်နာယီကြောဖို့အိရှိုင်းရင်ကြီးပေါ်ကအစွန်ထင်းတွေပါအားလုံးကအတီးအကြတူညီနေတယ်ပုံမျိုးထူးဆန်းတာကတော့ဗီဒီယိုထဲကသူ့ရဲ့အနာဂတ်ပုံစံကနိုင်ရန်နောက်ကိုလက်တစ်ဖက်လှမ်းပြီးတခုခုကိုရှာနေတယ်လို့မျိုးလုပ်နေတာကိုသူသတိထားမိတယ်သူတို့လည်းချက်ချင်းပဲအဲ့ဒီအတိုင်းလိုက်လို့ပြီးနိုင်ရန်နောက်ကိုလှမ်းကြည့်ကြတယ်တကယ်ပဲလျှို့ဝှက်မြေအောင်ခန်းစီကိုသွားတယ်လျှို့ဝှက်ခလုတ်တစ်ခုကိုတွေ့လိုက်ရတယ်ဒီဗီဒီယိုကအတူမဟုတ်ဘူးဆိုရင်သူ့ရဲ့အနာဂတ်ပုံစံကခွန်မကင်းမွေးနေ့ကိုအချင်းပလန်သွားခဲ့တာတည်းမကပဲမြေအောင်ခန်းထဲမှာရှိတဲ့အရာတစ်ခုခုနဲ့ဆက်ဆက်နေတယ်လို့ဆိုလိုတာပဲဒါကိုအတီးပြုဖို့သူတို့မြေအောင်ခန်းထဲကိုအပြေးအလွှားဆင်သွားကြတယ်အန်တော်ဆရာကောင်းတာကအဲ့ဒီနေရာကသူ့ရဲ့တီထွန်းသူဖခင်တချိန်ကစမ်းသပ်မှုတွေပြုလုပ်ခဲ့တဲ့နေရာဖြစ်နေတာပဲအခန်းထဲမှာစက်ပစ္စည်းတွေနဲ့ electronic ပစ္စည်းတွေပြည့်နေတယ်အဲ့ဒီအချိန်မှာဒေးဗစ်ကထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်စရနောက်ရှက်ဖြစ်စရာကလစ်တန်လိုမျိုးကွန်ပျူတာမောက်စ်ကလစ်တန်နဲ့ဆင်တူတယ်သူတို့ကအတန်ကိုတေချာလိုက်ရှာရင်ကော်စော်အောက်မှာဟျိုးဝအခန်းငယ်တစ်ခုကိုတွေ့လိုက်ရတယ်သူတို့ချက်ချင်းပဲဖွင့်လိုက်ကြတယ်ကျမ်းဖိန်အောက်မှာသူဖခင်ထားခဲ့တဲ့လျှို့ဝဆက်ပစ္စည်းတစ်ခုကိုသူတည်တဲ့နာပစ္စည်းတွေနဲ့ပုံစံထုတ်ဒီဇိုင်းတွေအပြည့်အစုံနဲ့အတူတွေ့လိုက်ရတယ်ပုံစံထုတ်ဒီဇိုင်းတွေရဲ့မျက်နှာဖုံးမှာ Almanac Project ဆိုတဲ့နာမည်တစ်ခုရေးထားတယ်ပိုအရေးကြီးလာကတော့ဒါကတာမန်တီထွင်မှုတစ်ခုမဟုတ်ဘူးဒါကအချိန်ရွှေ့ပြောင်းစာတစ်ခုဖြစ်ပြီးသူဖခင်ကဒေးအားပြရအတွက်တီထွင်ခဲ့တာရိုးရိုးရှင်းရှင်းပြောရရင်ဒါကအချိန်ဆက်ပဲလူအများစုကတော့ဒီလိုရှုံထွေးပြီးနားလည်ရခက်တဲ့အရာကိုတွေးပြီးတဲ့နောက်မှာမိနစ်အနည်းငယ်လောက်ပဲစိတ်လှုပ်ရှားကြမှာဒါပေမဲ့ဒေးဗစ်ကတော့မတူဘူးသူ့စီထဲမှာနေတဲ့ညာကိုဆွဲလာနေသူတယောက်သူ့အတွက်တော့သူဖခင်ရဲ့မပြီးဆုံးတဲ့အလုပ်ကဖြည့်ရှင်းရမယ့်ပဟေလီတစ်ခုပဲသူတငယ်ချင်းတွေကိုအမြန်ဆိုပြီးပုံစံထုတ်ဒီဇိုင်းတွေကိုလိုက်လို့တော့တယ်သူတို့ကဘက်ထရီတွေနဲ့အစိတ်ပိုင်းတွေကိုဝဲပြီးစက်ကိုပါဝါသေးဖို့လိုအပ်တာတွေကိုလုပ်ကြတယ်တစ်ချိန်တည်းမှာပဲသူတို့ကဒီဇိုင်းတွေကိုလေ့လာပြီးသူဖခင်အရင်ကမလုပ်နိုင်ခဲ့တဲ့အစိတ်ပိုင်းတွေကိုခက်မိနေတဲ့ညာတွေနဲ့ဖြည့်ဆွက်လုပ်ဆောင်ကြတယ်မကြခင်မှာပဲကွန်ပျူတာမျက်နှာပြင်ပေါ်မှာထိန်ချုပ်မှုစနစ်တစ်ခုပေါ်လာတယ်။နေ့ဘက်မှာတော့သူတို့ပုံမှန်အတိုင်းကြောင်းတက်ကြတယ်။ညဘက်မှာတော့ငရောက်ခန်းထဲမှာပုံအောင်ပြီးစာကစ်တွေကဟဲဆောဒေတာတွေသူတေသနာလို့ကန်ထက်ချက်တွေတွက်ခတ်ကြတယ်။မကြခင်မှာပဲသူတို့ကပုံစံငယ်တစ်ခုကိုတီထောင်နေခဲ့တယ်။ဒါပေမဲ့ပထမဆုံးစမ်းသပ်မှုကငရောက်ခန်းတစ်ခုလုံးကိုရှုပ်ထွေးပရံပတာစစ်ဆေးခဲ့တယ်။သူတို့ခလုတ်ကိုဖွင့်လိုက်တာနဲ့ဘက်ထရီတွေနဲ့အစိပ်ပိုင်းတွေကလဲထဲမှာရမ်းပြီးပြန်ဝဲကုန်တယ်။အဲ့ဒီအခါမှာသူတို့သဘောပေါက်သွားတာကစက်ကအလုံးမလုံးဖဲရက်နေတာမဟုတ်ပဲဖြောလင်းထားတာထပ်ပို့ပြီးပြင်းထန်စွာတုံ့တွက်နေတာပဲတကယ်ပြဿနာကတော့ပါဝါမလုံလောက်တာပဲဘက်ထရီတွေကချက်ချင်းလောင်ကျက်ဝမ်းသွားတယ်တခုကလူတယောက်ကိုထိခိုက်လူနီးပါဖြစ်သွားတယ်တနည်းအားဖြင့်စက်ကပုံမှန်မဟုတ်တဲ့စွမ်းအင်တွေကိုထုတ်လွှတ်နေပြီဒါပေမဲ့ဆက်လက်လဲပတ်နိုင်ခြင်းမရှိဘူးဒါပေမဲ့လည်းသူတို့မရတန်ကြဘူးပုံစံထုတ်ဒီဇိုင်းတွေအတိုင်းဆက်လက်ညီနိုင်လို့ဆောင်ကြတယ်ဒေးဗစ်ကကန့်သက်ချက်တွေကိုတေချာညှိပြီးနောက်ကွင်းကစက်ပေါ်ကိုသူ့လက်ကိုရဲရဲဝံ့ဝံ့လမ်းတင်လိုက်တယ်။နောက်တစ်စက္ကန့်မှာတော့သူ့လက်မောင်းကလူတိုင်းရဲ့မျက်စိရှေ့မှာပုံပြက်ပြီးတစ်ဖြက်ဖြက်ဖြစ်သွားတယ်။အချိန်ရဲ့အခြားတနေရာကိုဆွဲခေါ်ခတ်လိုက်ရတယ်လို့မျိုးပေါ့။